ကဲချစ်ရတဲ့မျိုးတွေအားလုံးပဲမင်္ဂလာပါဗျာเนาะတလုံးမိုင်အလင်း channel ရနေပြီးတော့အားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျာเนาะအဲ့အားလုံးပဲဒီပိတ်ရက်လေးတွေလည်းပြီးသွားပြီဆိုတော့เนาะဒီ20ရက်နေ့ကနေပြီးတော့တင်းလာနေရစားပြီးတော့ဖွင့်ရက်လေးပြန်လာပြီပေါ့เนาะကျွန်တော်ဒီအပတိုင်းပေးနေကြ3ရက်စာမပြောက်ပထိတ်ရယ်မွေးကနန်းရယ်ပေါ့เนาะကျွန်တော်ကူပေးမဲ့ live ဗီဒီယိုလေးကတော့ဒီအပတိုင်းပေးနေကြပရိတ်ဗီဒီယိုလေးပေါ့เนาะကဲယူမယ်ဆိုတဲ့မျိုးတွေအားလုံးပဲဝင်လာလက်မလေးနှိမ့်မယ် share လေးရတဲ့အကူမတွေအားလုံးပဲ share လေးလုပ်မယ်ဗျာเนาะတော့ဆရာကျွန်တော်ဗီဒီယိုလေးပဲပြန်ပြီးတော့တင်ပေးလိုက်ပါတယ်เนาะဘာပဲဖြစ်ဒီဗီဒီယိုလေးတွေ့ပြီဆိုရင်မျိုးတွေအားလုံးပဲဒီ channel လေးကိုပြန်တွေ့ဗီဒီယိုလေးတင်ထားတာတွေ့ပြီဆိုရင်လက်မလေးနှိပ်ခဲ့မယ်เนาะ subscribe လေး share လေးတွေအားလုံးပဲလုပ်ပေးခဲ့မယ်ဗျာเนาะပြီးခဲ့တဲ့ဘက်ကတော့ဒီထွက်ကနန်းမှာကစုံထဲမှာဆိုရင်တကယ်လုံးမဲ့ထွက်တယ်ပြီးတော့မာရီပဲထွက်တာပေါ့เนาะတစ်တလုံးကလွယ်ကျန်တာအကုန်ထွက်တယ်เนาะ135ခု9ကိုတစ်တလုံးပဲမထွက်တာ35ခု9ဆိုပြီးတော့ထွက်ထားတယ်ပေါ့เนาะအဲဆိုရင်စုံထဲမှာဆိုရင်တော့3လုံးထွက်တယ်ရှင်းတဲ့ဘက်ကပျောက်ကရနှလုံး3ခု3နဲ့9လုံးကျတယ်เนาะပျောက်ထားတာကြီးပေါ်လာတယ်ပြီးတော့ဒီအခုကျွန်တော်ကြိုင်မှုရဲ့ကြံပတ်သီးရဲ့ကြံပရိတ်ကျွန်တော်တစ်ချက်ပြောပေးမယ်ဒါလေးပြောပြီးမှကျွန်တော် break ခေါ်မယ်เนาะ break နှစ်ခုရဲ့ break တင်ကွယ်ဝေကနန်းကျွန်တော်ပြောပေးမယ်เนาะကဲ break လေးတွေမယူရသေးဘူးဆိုရင်အားလုံးပဲဝင်လာခဲ့လို့ရပါပြီဗျာเนาะပြီးခဲ့တဲ့ဘက်ကဆိုရင်2ရက်တည်းဖွင့်တာဆိုတော့ဂျာတာ break တောက်ကြဖွဲ့ဝင်နေရတော့ကျွန်တော်ဖွဲ့ဝင်နေတော့မွေးပတ်တီးနဲ့မွေးကနေလက်ဆောင်နေနဲ့ကျွန်တော်ပို့ပေးလိုက်တယ်เนาะအဲ့ဒီဘက်မှာဝင်လာတဲ့အဖွဲ့ဝင်တွေကပြန်ဝင်စရာမလိုဘူးဒီတစ်ပတ်ဇာတို့ပတ်တီးမွေးကနေတင်ကွက်ပြီးရင်နေလိုက်ပို့တဲ့ခါကျရင်အကုန်လုံးပြန်ပြီးတော့ရမှာပါเนาะကျွန်တော်2ရက်ကဒီတိုင်းပဲလက်ဆောင်လေးနဲ့ပေးလိုက်တာပါဘာမှဟိုမျိုးလူကြိုင်နေတိုက်တွေပါတော့ပို့မထားဘူးเนาะကျွန်တော်လည်းတိုက်တွေပါမလို့ဆိုတော့ဒီကဲအဲ့ဒါဆိုရင်ကြံမှုကြံပတ်တီးကြံပရိတ်ပြောပေးမယ်တော့ဖမရတည်တဲ့မျိုးအားလုံးပဲ like မှတ်လားเนาะဝယ်မစားခင်ဒါလေးတွေကအစားကောင်းမှနှောင်းသိချာမှာเนาะဒါလေးတွေပြန်ပြီးတော့မှတ်ထားဖို့တော့လိုတယ်เนาะကဲဗီဒီယိုလေးဆိုတော့စကားတွေအများကြီးပြောလို့မရဘူးเนาะ 3D movie နဲ့လိုရင်းလေးပဲသွားလိုက်မယ်ကြံမှုထဲမှာဆိုရင်ရှစ်တစ်ဘက်ကကြံမှုထဲမှာဆိုရင်ညီကိုပါဝါအပူးမှုကြံမယ်เนาะ10ပြည့်တွေပိုင်းနဲ့မလာဘူးညီကိုပါဝါအပူးကြံမယ်ကြံပတ်တီးထဲမှာက12468ပတ်တီးကြံမယ်เนาะပတ်တီး5လုံးကြံမယ်5လုံးထွက်တယ်ပျောက်ပတ်တီးပေါ့เนาะရှစ်တစ်ဘက်ကပျောက်ပတ်တီးက12468ပတ်တီးပါကြံပရိတ်က1568တစ်ပရိတ်5ပရိတ်6ပရိတ်10ပရိတ်9ပရိတ်10ပရိတ်ဆိုပြီးတော့ပရိတ်6ခုကြံမယ်ပရိတ်က4ခုထွက်တယ်เนาะ1568 93ပရိတ်ဆိုပြီးတော့ဒါပရိတ်6ခုကြံမယ်เนาะကြံပရိတ်ကြံပတိက5လုံးကြံပရိတ်က6လုံးเนาะကြံမူကညီကိုပါဝါအပူးမှုပေါ့เนาะမူရဲ့ပတိရဲ့ပရိတ်ရဲ့เนาะ3မျိုးပေါ့เนาะကြံတဲ့ဟာလေးဒါလေးတခြားလိုက်မှတ်ထားမယ်เนาะအဲဆိုရင်ကျွန်တော် break ခေါ်ပေးမယ် break ရယ်တင်ကွက်ရယ်เนาะတော့ခေါ်ပေးမယ်ပြီးတော့ကျွန်တော်ဒီမှာဒီဇာရုပတ်တီးနဲ့မွေးကနန်းเนาะ18ဘတ်တိုက်ပြတ်ဆိုင်မရှိเนาะနံပါတ်ဝင်ခြင်းနဲ့အဖွဲ့ဝင်ခြင်းနဲ့မျိုးတွေအားလုံးပဲဖွဲ့လာဝင်ထားလို့ရတယ်အောက်မှာကျွန်တော်နံပါတ်လေးချပေးထားမယ်ဗျာเนาะပတ်တီးကတော့ဒီ18ဘတ်တိုက်ပြတ်ဆိုင်မရှိเนาะကာမကျော်ပတ်တီးမွေးကနန်းအထူးနှစ်ခွက်ပါမယ်ပေါ့နော်နေတိုက်လေးလည်းရမယ်ကျွန်တော်ဒီအဖွဲ့ဝင်တိုင်းတော့နေတိုက်လေးတွေပါလေးလည်းရတယ်ဗျာနော်အဖွဲ့ဝင်တွေပြန်ခေါ်ပြီးလူဟောင်းတွေရောလူသစ်တွေရောအဖွဲ့ဝင်ချင်းတွေပြန်လာဝင်ထားလို့ရပြီဗျာနော်ကျအဲ့ဒါဆိုရင် break နှစ်ခုပြောမယ်20ရနေပြီးတော့21 22 3ရက်စာမပြောက် break က1 break မွေးမယ်နော်ဝေး break က1 break မွေးမယ်3ည1ရယ်4ခွန်ရယ်2 9ရယ်ဒီ3ခွက်တင်ထိုးမယ်နော် break ထဲမှာဆိုရင်1 break မွေးမယ်3ည1ရယ်4ခွန်ရယ်2 9ရယ်ဒီ3ခွက်တင်ထိုးမယ်ဝေးကနန်းပေါ့နော်ဝေးထိုးမယ်3ရက်တောင်ပြောက်ပရိတ်1ပရိတ်မွေးမယ်3ည1ရယ်4ခွန်ရယ်2 9ရယ်ဒီ3ခွက်တင်ထိုးမယ်နောက်ထပ်ပရိတ်က2ပရိတ်မွေးမယ်2ပရိတ်မွေးမယ်တင်ခွက်က3ည2ရယ်4 8ရယ်5ခွန်ရယ်ဒီ3ခွက်တင်ထိုးမယ်ဝေးထိုးမယ်နော်3ည2ရယ်4 8ရယ်5ခွန်ရယ်ပါဒီ3ခွက်တင်ထိုးမယ်ဝေးထိုးမယ်နော်နောက်ထပ်ပရိတ်က2ပရိတ်မွေးမယ်3ည2ရယ်4 8ရယ်5ခွန်ရယ်ဒီ3ခွက်တင်ထိုးမယ်နော်ဝေးပရိတ်နှစ်ခုက1ပရိတ်နဲ့2ပရိတ်ပါနော်မျိုးတွေအားလုံးပဲဒီတစ်ပတ်စာမွေးပရိတ်နှစ်ခုက1ပရိတ်ရယ်2ပရိတ်ရယ်နော်ကျွန်တော်ပြောတယ်အခုတင်ခွက်လေးတွေလည်းတင်ထိုးထားမယ်မွေးထိုးထားမယ်နော်ကဲအဲ့ဆိုရင်ကျွန်တော်လည်းဗီဒီယိုလေးနားပါမယ်ဗီဒီယိုဆိုအကြာကြီးတော့ပြောလို့မရဘူးပေါ့နော်ကဲနေ့တင်မှာအားလုံးပဲနော်အားလုံးပြန်ဆောင်ရပြီနေ့တင်မှာချစ်တဲ့နဲ့လက်မလေးတွေအားလုံးပဲနှိပ်ပေးခဲ့ပါ subscribe လုပ်ထားပေးခဲ့ပါနော်ကျွန်တော်ရဲ့ဒီရန်ချောတဲ့ဒရုန်းလေးနဲ့တွေ့ပြီဆိုရင်လည်းနော် share လေးလုပ်ပေးခဲ့တင်းလာနေမနေ့9နာရီခွဲ
နေကင်းပိုင်း2နာရီထိုးကြရင် live လွှင့်မယ်အဲ့ချိန်ကြရင်ကျွန်တော်တို့ပြန်ဆောင်ကြမယ်ဗျာနော်တေးကနေမနက်9နာရီခွဲမှာပြန်ဆောင်ကြမယ်အားလုံးဝင်တက်တာပါကဲမျိုးတွေအားလုံးဝင်တက်တာပါလက်မလေးတွေအများကြီးပဲနေပြီကဲဗျာနော်တက်တာ